ရောက်ရှိပြီးမြို့ပြရင်ကျေးမှုထူထောင်ခဲ့တာမုံလိုမျိုးတွေဖြစ်ပါတယ်။သူတို့ဟာခရစ်တော်ပေါ်မီ BC 1500ဝန်းကျင်ကတည်းကကျုပ်ပြည်တောင်ပိုင်းကနေအောက်မြန်မာနိုင်ငံကယ်ယူရတဲ့မြို့ဝကျုံမှုဒေသကိုချဉ်ချခဲ့ကြတာပါ။သူတို့နောက်ထူးခြားမြောက်ရောက်လာတာကတော့ကင်လူတွေဖြစ်ပါတယ်။ကင်ယူရသမိုင်းတွေမှာဆိုရင်ထိစစ်မြေရောက်ခေါ်ဂိုဘီတဲကန်ရနေကနေလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်မှာမြန်မာနိုင်ငံရဲ့တောင်တန်းနေတဲ့မြို့ဝန်တွေစီရွှေ့ပြောင်းလာခဲ့ကြပါတယ်။အလန်အော်တင်စီရမယ့်အချက်ကတော့မာရီဟာအများကြီးနောက်ကျပြီးမှ AD 900စုနဲ့900စုကြားမှတ်တာနယ်ကျောက်နိုင်ငံကနေပြီးတော့အလဲပိုင်းမြေပြန်စီတတိယမြောက်လူမျိုးစုအနေနဲ့ရောက်လာပြီးပကံရင်ပါရကိုထူထောင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ချွတ်သမိုင်းတွေမှာကင်လူမျိုးတွေကိုစာပေနောက်ကျတယ်လို့ပြောလို့ရှိတယ်။ဒါတကယ်ပဲလား။ကင်လူမျိုးတွေကတုပ်ပြီးမှနေကြတဲ့အစညတတုစဒီပညာနဲ့ဖားစီကိုသုံးလုံးနိုင်ခဲ့တဲ့အထိရင်ကျေးမှုအထွတ်ထိပ်ရောက်ခဲ့တဲ့လူမျိုးပါ။ဒီလိုရင်ကျေးမှုမြင့်မားတဲ့လူမျိုးတွေကစာပေမှာဘာကြောင့်နောက်ကျခဲ့ရတာလဲ။တချို့လူတွေကကြတော့ကင်တွေကစာမရှိလို့ဓမ္မစာမို့စာ